လူငယ်လူရွယ်လေးတယောက်ကအမားများနဲ့กินလို့နိုင်မလားအုံနောက်မဲ့ယူသွခဲ့တဲ့ဖြစ်တွေအခုချိန်တောင်နာရမိသားစုကဒုက္ခတွေများငါမသိတတ်ခဲ့တဲ့အမှားတွေချလူမိုက်တယောက်ဖြစ်ရဲ့ဒီငါမခဲ့လက်မှမရှိကောင်းတဲ့ချက်နဲ့ဒီပါလားပျက်စီးခဲ့တဲ့ငါရဲ့ချစ်တရားငိုရစ်စင်များချဝေဝါငါတတိလက်လွတ်ခဲ့တာတွေအပြီးစိတ်ပြောက်ခဲ့တာတွေစိုးမိုက်ခဲ့တဲ့ဖြစ်တွေအားလူဆိုရမတဲ့မျိုးပဲစင်ချေရပေးခဲ့ရင်လောက်ခဲ့တဲ့မတိုင်းကိုပုံွယ်မန်မာနာတရားရဲ့ငါအတားတွေကိုငါခွာချရန်ညို့ပြန်စားမုံတရားတဲ့အာကာရမကောင်းတဲ့ချင်းစရိုက်တွေစွန်းလို့ဘဝကိုသင်္ကာဆန်းစားငါရဲ့မန်